ကြည်လင်မှုရအတွက်အခြေခံတွေလုပ်ဖို့လိုအပ်တယ်။ဘာတွေလုပ်ရမလဲ။အဲ့ဒီအခြေခံတွေဆိုတာကိုမှတ်ထားဖို့လိုအပ်တယ်ပေါ့။နံပါတ်1စိတ်ကြည်လင်မှုကြိုးစားမယ်ဆိုလို့ရှိရင်ဟိရိဝတ္တပဆိုတဲ့တရားကိုရှင်းလို့တည်ဆောင်ကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာဟိရိနဲ့ဝတ္တပဟိရိဆိုတာမဟုတ်တာလောကမှာရှက်တယ်အဲ့ဒါပြောတာနော်ရှက်တယ်ဆိုတာလူတွေမှာလူကြတဲ့စကားပြောမှရှက်တာတို့ဘုသွားရှက်ဒါမျိုးတွေပြောတာမဟုတ်ဘူးမဟုတ်တာလောကမှာရှက်တယ်မဟုတ်တာပြောမှရှက်တယ်အကုသိုလ်ဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်လာမှာရှက်တယ်ယွန်းတယ်အကုသိုလ်မှန်တယ်မုန်းတီးတယ်ဟောအဲ့ဒါကိုဟိရိလို့ခေါ်တာနော်အကုသိုလ်ကိုရှက်ဖို့မရှက်ဘူးဆိုလို့ရှိရင်လုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်လုပ်ပြီးဆိုလို့ရှိရင်ဒါမရှက်လို့လုပ်တာလို့ပဲပြောအောင်လူတွေကအဲ့ဒါကိုအဲ့လိုလောက်ထိအောင်မသိကြတော့လူကြားထဲမှာဟိုဟာဒီဟာလုပ်ရင်အရှက်မရှိလိုက်တာနဲ့ပြောကြတယ်နော်တကယ်ကအရှက်မရှိဘူးဆိုတာကာတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ကိုယ်တဏ္ဍာမှာဖြစ်ခွင့်ပေးထားရင်အရှက်မရှိဘူးလို့ပဲပြောမှာရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုပြည့်ပြည့်ဝဝနားမလည်တဲ့အခါကျတော့အရာထဲမှာအရှက်မရှိဘူးဆိုတာမလုံးမချုံဝဋ္ဌာကိုအရှက်မရှိဘူးလို့ပြောခြင်းပြောမယ်လူကြားထဲမှာလမ်းပေါ်မှာထွက်ပြီးတော့ရံဖြစ်ရဲတာတို့အရာထဲမှာမြင်မကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာကြားမကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာအဲ့လိုမျိုးကြတော့အရှက်မရှိဘူးလို့ပြောကြတာအရှက်မရှိဘူးရဲ့အတိတ်တွေကကိုယ်တဏ္ဍာမှာအကုသိုလ်တွေဖြစ်ခံနေတဲ့ပုဂ္ဂိုလ်တိုင်းဟာအရှက်မရှိဘူးလို့ပဲပြောအောင်ဘာကိုမရှက်တာတော့ဆိုအကုသိုလ်မရှက်တာလေအခုကလူတော့ရှက်ချင်ရှက်မှာပေါ့အကုသိုလ်မရှက်တာအဲ့တော့လူရှက်တာကတစ်မျိုးအကုသိုလ်ရှက်တာကတစ်မျိုးအဲ့ဒီနှစ်ခုကိုယ်ပြပြသိဖို့လိုတယ်အကုသိုလ်ကိုရှက်ဖို့လိုတယ်